ရဖွဲ့ခဲ့ပြီးဒီကျိုးလေးအမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွေငယ်အားလွယ်မရနိုင်လို့ဒီနောင်ကျိုးချီနောင်မဆုံးအဆွေလန်းဟာပြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်များရဖွဲ့နေလဲဒီနောင်ကျိုးဖြီပါအောင်နောင်ကျိုးလေးတမြင်ရဲ့မင်းကမသိပေမဲ့အိမ်မလာလာမမဲကိုမင်းနဲ့နောင်ကျိုးလေးတမြင်ရဲ့တတိုးရချီစေခံစားချက်များနဲ့ပြေရှမ်းနေတဲ့အသေးဘယ်သူလာမြင်နိုင်မလဲချင်နာတွေအောင်ပြန်ပြီးခွဲဒီနောင်ကျိုးဘယ်ဘဝတီးရှိနေလဲရှိတခုလို့တန်တာမှုဟာပြင်မရခဲ့ဒီရင်ထဲမင်းတယောက်တည်းကိုပဲနောင်ကျိုးရှင်လေးလက်ကြည့်ပါဦးရင်ခုန်ခြင်းမျောလင်းခြင်းအဆွေလန်းဟာပြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်မြ